သတင်းကြုတ်ကိုလွမ်းမတန်းတခြင်းမှာတစောင်းတိုင်းကိုတွေးရှေးသရောကအပျော်ပြန်မခေါ်ခြင်းမှာငါတို့ရဲ့ဝေးကွာခြင်းကရန်သူကိုစစ်ခင်းနေကြတာပဲငါတို့ရဲ့မွန်းကြက်မှုကရန်သူအတွက်လက်နက်တွေပဲဒီတိုက်ပွဲမှာအာဇာနည်တွေပေါ်ထွန်းတယ်ဒီတိုက်ပွဲမှာမေတ္တာပန်းတွေဖူးပွင့်တယ်ဒီတိုက်ပွဲမှာကိုချင်းစာတရားတွေထွန်းကားတယ်အလုံးစုံဆုံးဘုံချင်းတွေတဲကစစ်ခင်းနေကြတဲ့လူတွေရဲ့ရင်ထဲဘယ်သူကခွဲကျင်မာတဲ့လဲလေຫນွေမကုံငင်တကြံပျော်ဖို့အန်ခဲရင်မျော်စုရန်ကုန်ရေအဲ့ဒီအခါအတာရည်နဲ့လမ်းဘရောက်ပန်းတွေနဲ့အသွင်လှအရင်ကရန်ကုန်အဖြစ်နဲ့တို့တွေပြန်ဆုံပြီးရှင်းနိုင်ကြတော့မှလေကျေးဇူးတင်ပါတယ်